ခုံတိုင်းပန်အသုံးပြုနေတဲ့တင်ငယ်ချင်းမိတ်ဆွေတွေအတွက်ပေါ့နော်အပြင်ကပတ်စံကိုဘန်ဘုံကနေတဆင့်မိမိဘန်တဲ့ကိုထည့်သွင်းတဲ့နီလေးကိုဒီနေ့ဗီဒီယိုဖိုင်လေးမှာအသေးစိတ်ပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာအရင်ဆုံးမိမိဘန်ကတ်ကိုဘန်ဘုံနဲ့ကိုထိုးထည့်လိုက်ပေါ့နော်ထိုးထည့်ပြီးသွားတာနဲ့ခဏဆောက်ပါဆောက်လို့ရှိရင်လှုပ်ဝက်ကုတ်နံပါတ်တွေထည့်ရမယ့်ဟာလေးပေါ်လာလိမ့်မယ်ပေါ့နော်โอเคအဲ့ဆိုလို့ရှိရင်ဒီမှာလှုပ်ဝက်နံပါတ်လေးပေါ့နော်โอเคလှုပ်ဝက်နံပါတ်6လုံးကိုမိမိကရိုက်ထည့်ပေးလိုက်ပေါ့โอเคဒီလိုပေါ်လာလို့ရှိရင်ဟိုအပေါ်ဆုံးမှာတွေ့တာလက်ဝါးလေးနဲ့ပတ်စံကိုင်းထားတဲ့ပုံစံလေးတွေ့တာအဲ့ဒါလေးတစ်ချက်ထောက်လိုက်ပြီးရင်အပေါ်ဆုံးကဟာကိုပဲထပ်ပြီးတော့ထောက်ပေးပေါ့နော်โอเคဒီလိုပေါ်လာရင်တော့ဟိုမှာအမှတ်ချစ်လေးတွေ့လားအမှတ်ချစ်လေးကိုထောက်ပေးလိုက်ပါဒါခဏဆောက်ပေးလိုက်ပေါ့နော်ဆောက်ပြီးပြီးသွားလို့ရှိရင်ဒီမှာအောက်မှာအပေါက်ပွင့်သွားတွေ့လားအဲ့ဒီအပေါက်ထဲကိုမင်းဗန်မုံပေါက်ထဲကိုမိမိထည့်မဲ့ပတ်စံပမာဏကိုထည့်လိုက်ပေါ့နော်ဒီမှာတော့မြန်ထည့်ပြီးနော်လက်ပါပါအောင်မြန်ထည့်ပေးလိုက်โอเคပိတ်သွားပြီအော်တိုမက်တစ်ပဲပိတ်သွားဘာလို့ဆရာမလိုဘူးပေါ့နော်โอเคခဏဆောက်လိုက်မယ်โอเคဒီမှာဆိုရင်မိမိရဲ့နာမည်မှန်လားဆိုတာပြန်စစ်ပါမိမိထဲပတ်စံကဘယ်လောက်လဲဆိုတာကြည့်ပြီးအောက်အမှတ်ချစ်လေးကိုနှိပ်လိုက်ဒါဆိုရင်တော့မိမိကအောင်မြင်သွားပြီပေါ့နော်မိမိထဲလို့အဆင်ပြေသွားပြီဖြစ်တယ်အဲ့ဒီမှာဆိုရင်ဘက်ထောက်မှာပြီးစီးွားလို့ရှိရင်ပန်စလစ်လေးပေါ်လာတယ်တွေ့လားစလစ်လေးထွက်လာတယ်ပြီးွားတာနဲ့ကိုဘန်ကတ်ပေါ်လာအဲ့ဆိုနှစ်ခုလုံးဆွဲထုတ်လိုက်လို့ရပါပြီဟုတ်ကဲ့ပါဒါဆိုရင်တော့ဘန်မုံထဲကနေပြီးတော့မိမမသိအောင်လို့ပတ်စံခိုးထည့်လို့ရပါပြီခင်ဗျာ